လန်းကတော့ရုပ်ရည်တန့်ပြန်ပြီးအရက်အမောင်းကောင်းသလိုမိမိအလုပ်ပေါ်မှာလည်းကျွမ်းကျင်ပိုင်နိုင်လွန်းလို့လူချစ်လူခင်ပေါ်များတဲ့နာမည်ကြီးလေရင်မှုကြီးကျောင်းဦးနဲ့စတင်ထားပါတယ်။ကျောင်းဦးဟာနာမည်ကျော်လေကျောင်းလိုင်းတစ်ခုမှာအလုပ်လုပ်နေတာဖြစ်ပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာစောင့်ကြည့်အားပေးသူတွေကလည်းတရိပ်ရိပ်တိုးပွားနေတာကြောင့်သူ့ရဲ့ကြော်ကြားမှုကိုပို့ပြီးတော့အရှိန်အဟုန်မြင့်မားစေခဲ့ပါတယ်။ဒီလိုမျိုးရေပန်းစားလူကြိုက်များမှုတွေကြောင့်ပဲသူဟာရုပ်သံအင်တာဗျူးတွေမှာခဏခဏဖိတ်ကြားခံရပြီးလူတိုင်းသိတဲ့အိမ်တွင်းအမည်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။တခြားလေကြောင်းလိုင်းတော်တော်များများကလည်းကျောင်းဦးကိုသူတို့စီမှာအလုပ်လုပ်ဖို့ကမ်းလှမ်းကျင်နေကြတာကြောင့်သူဟာလေကြောင်းလိုင်းလောကမှာအလူရက်လိုချင်နေကြတဲ့အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ရလတ်အနေနဲ့ကျောင်းဦးဟာသူလောက်ကင်နေတဲ့လေကြောင်းလိုင်းရဲ့ပြရုပ်တစ်ခုလိုဖြစ်လာခဲ့ပြီးသူ့ကိုစီနီယာအပြင်လေးစားအားကြရတဲ့စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်ကြည်မြင်နေတဲ့ဟွန်းအုပ်လိုမျိုးဂျူနီယာလေရင်မှုငယ်တွေရဲ့လေးစားအားကြမှုကိုပါရရှိထားတာဖြစ်ပါတယ်။စီနီယာလေရင်မှုကြီးတစ်ယောက်အနေနဲ့ကျောင်းဦးဟာလေရင်မှုတစ်ယောက်အနေနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်အကောင်းဆုံးပြန်တမ်းမောင်းနှင်ဖို့ပဲလိုအပ်တယ်ဆိုတဲ့သူ့ရဲ့ခံယူချက်အတွေးခေါ်ကိုဂျူနီယာတွေကိုအမြဲမျှဝေလေးရှိပါတယ်။ဒါပေမဲ့တညမှာတော့လုပ်ဖို့ကင်ဖက်တွေနဲ့အတူတောက်စားကြတဲ့ကုမ္ပဏီညစာစားပွဲမှာမူးနေတဲ့စီနီယာတယောက်ရဲ့စကားတွေကိုကျောင်းဦးကပေါ်ဆောက်ပုတ်ပြက်နဲ့ပြန်လည်တုံ့ပြန်ပြောဆိုခဲ့မိပါတယ်။လေရင်မယ်တွေရဲ့ရုပ်ရည်သွင်ပြင်ကိုကာမဂုဏ်အာယုံခံစားစရာတသက်လိုမျိုးခွဲခြားနှိမ့်ချပြီးပြောဆိုခဲ့တဲ့သူ့ရဲ့မှတ်ချက်စကားတွေဟာမတင်တော်ဘူးလို့သတ်မှတ်ခံလိုက်ရပြီးညတွင်ချင်းပဲအွန်လိုင်းပေါ်မှာအကြီးအကျယ်ပြန့်နှံ့သွားခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်ချိန်ကအလွန်တောက်ပခဲ့တဲ့သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းခွင်ကြီးဟာတညအတွင်းမှာပဲဖက်ဖက်ဆက်ဆက်ကျွေလွင့်ပျက်စီးသွားခဲ့ရပါတယ်။ဗလေကျောင်းလိုင်းကမှသူ့ကိုအလုံးမခန့်ကြတော့သလိုတလောကလုံးရဲ့အမည်ပြက်စရင်တွင်းချင်းကိုလည်းခံလိုက်ရပါတယ်။ပိုပြီးဆိုးသွားတာကတော့သူ့ဇနီးဖြစ်သူကပါကွာရှင်းဖို့အမှုဖွင့်တိုင်ကြားလိုက်တာပဲဖြစ်ပါတယ်။တကယ်တော့သူ့ဇနီးဟာဒီဆုံးဖြတ်ချက်ကိုချဖို့အတွက်အကြာကြီးကတည်းကစဉ်းစားတွေးတောနေခဲ့တာဖြစ်ပြီးအခုဖြစ်သွားတဲ့ကောလာဟာလာသတင်းဆိုးကြီးကကွာရှင်းဖို့အတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်သွားခဲ့တာပါ။နောက်ဆုံးမှာတော့ကျောင်းဦးဟာသူ့ရဲ့အမေဖြစ်သူနဲ့အလှပဆိုင်ရာ YouTuber တယောက်ဖြစ်တဲ့ညီမလေးကျောင်းဤလို့ရှိရာအိမ်ကိုပြန်ရွှေ့လာခဲ့ရပါတယ်။ကျောင်းဦးဟာသူ့ဇနီးကိုပျော်ရွှင်အောင်မထားနိုင်ခဲ့ဘူးဆိုတာကိုအစကတည်းကသိထားကြတဲ့အတွက်ကြောင့်သူ့ရဲ့အမေရောညီမဖြစ်သူပါဒီကွာရှင်းပြည့်စဲမှုအပေါ်မှာအံ့ဩမနေကြပါဘူး။တနေ့မှာတော့ကျောင်းဦးဟာဟန်အဲလိုင်းလေကျောင်းလိုင်းရဲ့လူတွေ့စစ်ဆေးခြင်းအင်တာဗျူးကိုတွားရောက်ဖြေဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာတခြားလေရင်မှုလောင်းတွေနဲ့အတူရှင်ပြန်ခဲ့ရတာဖြစ်ပြီးထိုထဲမှာကိုရီးယားကိုမပြန်လာခင်အမေရိကန်နိုင်ငံမှာပညာသင်ကြားခဲ့ပြီးလေရင်မှုဖြစ်ချင်တဲ့သူမရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့စုကြည်လို့အမည်ရတဲ့အမျိုးသမီးတစ်ယောက်လည်းပါဝင်ပါတယ်။ဒါအပြင်မိမိရဲ့အသက်မွေးဝမ်းကြောင်းအလောက်ကင်ကိုပထမဦးစားပေးဦးတည်နိုင်ဖို့အတွက်အိမ်အောင်ပြုခြင်းနဲ့ကလေးယူခြင်းတို့ကိုပြက်ပြက်သားသားဆန့်ကျင်တဲ့သူမရဲ့ခိုင်မာတဲ့ရည်တည်ချက်ဟာလေကြောင်းလိုင်းဒရိုက်တာမန်ဟုံးကိုအလွန်သဘောကျအထင်ကြီးသွားစေခဲ့ပါတယ်။ဒါတွေကြောင့်ကျောင်းဦးဟာသူ့ကိုယ်သူမပြေဆုံးဘူးလို့ခံစားလိုက်ရပြီးလေတက်အရာရှိဟောင်းဆိုတဲ့နောက်ခံသမိုင်းကြောင်းရှိနေပေမဲ့လည်းအဲ့ဒီအလုပ်ရာထူးအတွက်ညှင်းပယ်ခံလိုက်ရပါတော့တယ်ဒီလိုနဲ့ကျောင်းဦးဟာလေရင်မှုငယ်ဟွန်းအုံနဲ့မတော်တဆဆုံတွေ့ခဲ့ပြီးလက်ရှိမှာတော့သူဖြစ်ပွားခဲ့တဲ့သတင်းဆိုးကြီးကြောင့်လေကြောင်းလိုင်းတော်တော်များများဟာအမျိုးသမီးလေရင်မှုတွေကိုပိုပြီးဦးစားပေးခန့်အပ်နေကြတယ်ဆိုတဲ့အကြောင်းသိလိုက်ရပါတယ်လက်ရှိမှာဝင်ငွေလည်းမရှိတစ်ဖက်မှာလည်းဇနီးဟောင်းအတွက်တစ်နှစ်စာထောက်ပံ့ကြေးအပါအဝင်တရိပ်ရိပ်တက်နေတဲ့ကုန်ကျစရိတ်တွေကြောင့်ကြက်တဲနေတဲ့ကျောင်းဦးဟာလုံးဝကိုစိတ်တက်ကြလာခဲ့ပါတယ်။ဘာအခြားရွေးချယ်စရာမှမရှိတော့တဲ့အဆုံးသူဟာသူ့ညီမလေးရဲ့နာမည်ကိုသုံးပြီးလေရင်မှုရာထူးအတွက်ရှောက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျောင်းဦးရဲ့ဒီအစီအစဉ်ကိုသိလိုက်ရတဲ့အခါညီမဖြစ်သူကျောင်းဤကမယုံနိုင်တော့အောင်ရေမောခဲ့ပြီးဒါဟာရာဇဝတ်မှုပဲလို့ပြောဆိုညှင်းခုန်ခဲ့ပါတယ်။ကဘာပေါ်မှာလေရင်မှုအလုပ်တစ်ခုတည်းရှိတာမဟုတ်ဘူးလို့သူမကပြောခဲ့ပေမဲ့ကျောင်းဦးကတော့သူတို့မောင်နှမနှစ်ယောက်လုံးနေထိုင်နေတဲ့အိမ်ရဲ့အပေါင်ဆုံးဝေပါဝင်သူပေးချေနေရတဲ့ကြီးမားလာတဲ့လူနေမှုစည်းတွေကိုရှင်းပြပြီးမိမိကိုယ်ကိုကာကွယ်ပြောဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျောင်းဤဟာကျောင်းဦးရဲ့ဒီလိုယူသွလာတဲ့အစီအစဉ်ကိုမတက်တာတဲ့အဆုံးသဘောတူလိုက်ရပါတော့တယ်။ကျောင်းဦးကိုရုပ်ဖြတ်ပြောင်းလဲပေးဖို့အတွက်ကျောင်းဤဟာသူမရဲ့မိတ်ကပ်ပညာရက်တွေကိုအသုံးပြုပြီးသူ့ကိုအမျိုးသမီးတစ်ယောက်ရဲ့ရုပ်သွင်ပြင်ပိုပေါ်လွင်လာအောင်ပြင်ဆင်ပေးခဲ့ပါတယ်။အစပိုင်းမှာတော့ plastic surgery လုပ်ဖို့အကြံပြုခဲ့ပေမဲ့သူတို့မှာပတ်စံအလုံးလောက်မရှိခဲ့ပါဘူး။ဒါအပြင်သူတို့ဟာအမျိုးသမီးအတွင်ရုပ်ဖြတ်ရာမှာအဆင်ပြေစေမဲ့အမျိုးသမီးအတွင်းခံအသစ်တွေကိုလည်းဝယ်ယူခဲ့ကြပါတယ်။အတွင်ပြောင်းလဲမှုကိုပို့ပြီးတော့ယုံကြည်စိတ်ချရစေဖို့အတွက်နောက်ဆုံးပိတ်အနေနဲ့ရင်သားအတုတစ်စုံကိုလည်းတက်ဆင်ခဲ့ပါတယ်။အဲ့ဒီရင်သားအတုကိုဝစ်ဆင်ပြီးတဲ့နောက်မှာတော့ကျောင်းဤဟာကျောင်းဦးကိုအမျိုးသမီးတစ်ယောက်ဖြစ်သွားလေရာမှာအပြစ်အနာစာမရှိပုံမပြည့်စုံနေစေဖို့အတွက်ဝက်ဆင်စလုံးတို့ခေါ်ဆောင်သွားခဲ့ပါတယ်။ရလတ်အနေနဲ့ကျောင်းဦးဟာသူ့ရဲ့တကူလုံးကအမွှေးအမြင့်အားလုံးကိုရိပ်ပယ်ပစ်ခဲ့ရပါတော့တယ်။တိတ်မကြခင်ပါပဲ။ကျောင်းဤအဖြစ်ဟန်ဆောင်ထားတဲ့ကျောင်းဦးဟာဟန်အဲလိုင်းရဲ့အလုပ်အင်တာဗျူးကိုတွားရောက်ဖြေဆိုခဲ့ပါတယ်။လူတွေ့စစ်ဆေးမှုကိုစောင့်ဆိုင်းနေတဲ့အခန်းထဲမှာသူဟာစကတ်ဝစ်ထားတာကိုမေ့လျော့ပြီးအမျိုးသားတစ်ယောက်လိုတဘာဝအတိုင်းခြေထောက်နှစ်ဖက်ကိုဖျဲပြီးထိုင်မိလိုက်တာကြောင့်သူ့ရဲ့အတွင်းခံကိုမရည်ရွယ်ပဲဖော်ပြမိတယ်လို့ဖြစ်သွားခဲ့ပါတယ်။မိမိရဲ့အမားကိုသတိပြုမိသွားတဲ့ကျောင်းဦးဟာသူဟာအမျိုးသမီးတစ်ယောက်လိုပြုမှုရမှာဖြစ်ကြောင်းသတိရပြီးသူ့ရဲ့ထိုင်ဟန်ကိုချက်ချင်းပြန်လည်ပြင်ဆင်လိုက်ရပါတယ်။အဲ့ဒီနောက်မကြခင်မှာပဲကျောင်းဦးဟာအလုတ်လာလျှောက်တဲ့သူ့တငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတဲ့ဟွန်းအုံနဲ့ထပ်မံတိုးမိပါတယ်။ရှွန်းအုပ်ကကျောင်းမီရဲ့မျက်နှာကိုမြင်ဘူးတလို့ရှိနေပေမဲ့အတိအကျတော့မမှတ်မိခဲ့ပါဘူး
အန်ဒီရဲ့အငွေ့သက်ကိုခန်းစားလိုက်ရတဲ့ကျောင်းဦးဟာခွင့်တောင်းပြီးအိမ်သာသွားခြင်းရောက်ဆောင်ကအမြန်ရှောင်ထွက်ခဲ့ရပါတယ်။အင်တာဗျူးဖြေဆိုနေစဉ်အတွင်းမှာတော့ကျောင်းဦးဟာသူ့ရဲ့တကယ်လက္ခဏာအစစ်အမှန်ပေါ်သွားမှာကိုစိုးရိမ်ပြီးအယမ်းကိုရင်တထိတ်ထိတ်ဖြစ်နေခဲ့ပါတယ်။သူလောက်ကျန်ဖန်တီးထားတဲ့လေရင်ပြန်တမ်းမှုရာဇဝင်တွေကကွက်လက်တွေကိုဖုံးကွယ်ဖို့အတွက်သူဟာလူသူမသိတဲ့ဝေးလံခေါင်တည်တဲ့ကျွန်းတကျွန်းမှာလေရင်မောင်းနှင်ခဲ့မှုတဲ့အတွေ့အကြုံရှိတယ်လို့လိန်ညာပြောဆိုခဲ့ပါတယ်။လေကြောင်းလိုင်းဒရိုက်တာမန်ဟုံးယုံကြည်သွားစေဖို့အတွက်ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းနိုင်ငံငယ်လေးတစ်ခုရဲ့နိုင်ငံတော်တခြင်းကိုတောင်သူကဆိုပြခဲ့ပါသေးတယ်။ဒါအပြင်စူဂျီလိုပဲသူဟာလည်းအိမ်အောင်ပြုဖို့ဒါမှမဟုတ်ကလေးယူဖို့လုံးဝဆန္ဒမရှိပါဘူးလို့ထပ်လောင်းပြောကြားခဲ့ပါတယ်။လေရင်ပြန်တမ်းမှုစစ်ဆေးခြင်းအဆင့်ဆင့်ကိုဖြေဆိုအောင်မြင်ပြီးတဲ့နောက်မှာတော့ဂျောင်ဝူးဟာဂျောင်မီဆိုတဲ့အမည်လွဲနဲ့ဟန်အဲလိုင်းမှာတွဲဖက်လေရင်မှုအဖြစ်ခန့်အပ်ခြင်းခံလိုက်ရပါတော့တယ်။လေရင်မှုအသစ်တွေကိုကြိုဆိုတဲ့ညစာစားပွဲမှာဟျွန်းအုပ်ဟာဂျောင်ဝူးနဲ့နောက်တစ်ကြိမ်ထပ်မံဆုံတွေ့ခဲ့ပြန်ပါတယ်။သူဟာဂျောင်မီရဲ့မျက်နှာကတနေရာမှာမြင်ဘူးတလို့ခန်းစားချက်ကြီးကိုစိတ်ထဲကနေထုတ်ပြလို့မရဖြစ်နေခဲ့ပါတယ်။အဲ့ဒီပွဲအတွင်းမှာစီနီယာလေရင်မှုတယောက်ကဂျောင်ဝူးရဲ့အတိတ်ကသတင်းဆိုးအကြောင်းကိုဒေါသတကြီးနဲ့စတင်အော်ဟစ်ပြောဆိုလာပြီးဂျောင်ဝူးဟာဆွဲဆောင်မှုရှိတဲ့လေရင်မဲတွေကိုချီကျူးစကားပြောရုံလေးပဲပြောခဲ့တာမို့လို့သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ပျက်စီးသွားရတာဟာမတရားဘူးလို့ညှင်းခုန်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲမှာရှိနေတဲ့စူဂျီကတော့ဒီစကားကိုသဘောမတူပဲလေရင်မဲတွေဟာသူတို့ရဲ့ရုပ်ရည်သွင်းပြင်ကြောင့်ကာမဂုဏ်အာယုံခံစားစရာတက်တက်လိုမျိုးခွဲခြားနှိမ့်ချခံရဖို့မထိုက်တန်ပါဘူးလို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။အခြေအနေတင်းမာမသွားစေဖို့အတွက်ဂျောင်ဝူးဟာလူအုပ်စုတွေကိုဝင်ရောက်ပြီးတချင်းတွေအတူဆိုကညနေခင်းကိုပေါ့ပေါ့ပပဖြစ်အောင်စူးစမ်းထိန်းသိမ်းလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဂျောင်ဝူးဟာဂျောင်မီရဲ့အတွင်တရံနဲ့ကပတိန်ဟျွန်းအုပ်ရဲ့ကြီးကြပ်မှုအောက်မှာသူ့ရဲ့ပထမဆုံးလေရင်ခီးစဉ်ကိုပြန်တမ်းမောင်းနှင်ခဲ့ရပါတယ်။ပြန်တမ်းနေစဉ်အတွင်းမှာဟျွန်းအုပ်ကဂျောင်မီရဲ့ခက်အဖြစ်ပြီးယောက်ျားဆန်တဲ့အတန်နဲ့ကြီးကိုတတိပြုမိသွားခဲ့ပေမဲ့လေရင်မှုတစ်ယောက်အတွက်တော့တင့်တော်ပြီးအတန်ကြီးလင်းပြတ်သားတယ်လို့ယူဆကဆွဲဆောင်မှုရှိတဲ့အတန်လိုတောင်ချီးကျူးခဲ့ပါသေးတယ်။ခီးစဉ်တစ်လျှောက်လုံးမှာဟျွန်းအုပ်ဟာမိမိကိုငကားကြီးတစ်ကောင်နဲ့ခိုင်းနိုင်ပြီးဂျောင်ဝူးကိုတော့ခွေးပေါက်လေးတစ်ကောင်လို့ခေါ်ကာစနောက်နေခဲ့ပါတယ်။ဒါပေမဲ့ဂျောင်ဝူးကလည်းအကယ်၍ခွေးပေါက်လေးနဲ့တူတဲ့သူရှိရင်အဲ့ဒါစကားမဆဲတမ်းပြောနေတဲ့ဟွန်းအုပ်သာဖြစ်လိမ့်မယ်လို့ပြန်လည်ခြေပခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဟျွန်းအုပ်ဟာသူ့ရဲ့စံပြစီနီယာကြီးဖြစ်ခဲ့တဲ့ဂျောင်ဝူးအကြောင်းဇက်ကြောင်းတွေကိုပေါ့ပေါ့ပပပဲအမှတ်မထင်မျှဝေပြောပြလာပါတယ်။သူကဂျောင်ဝူးရဲ့ကြောင်းတုံးကလေးကကျွမ်းကျင်ပိုင်နိုင်လွန်ခဲ့တဲ့ထူးချွန်ထက်မြက်လာတဲ့လေရင်မောင်းနှင်မှုအရေးချင်းတွေကိုချီးမွမ်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့တစ်ဆက်တည်းမှာပဲဟျွန်းအုပ်ကဂျောင်ဝူးကိုအယိုးဆွဲအောင်အတူအယောင်ဆောင်တတ်သူဖြစ်ပြီးအကျိုးအကြောင်းပြချက်တွေကိုလွန်ကဲပြတတ်သူတစ်ယောက်ဖြစ်ဖော်ညွှန်းပြောဆိုလိုက်ပါတယ်။ဟျွန်းအုပ်ပြောနေတဲ့အဲ့ဒီအတူအယောင်ဆောင်တတ်သူအယောင်ဆောင်ကြီးဆိုတာဟာတကယ်တော့လက်ရှိဘေးမှာထိုင်နေတဲ့မိမိကိုယ်တိုင်ပဲဖြစ်နေတယ်ဆိုတာကိုသဘောပေါက်လိုက်ဖို့ဂျောင်ဝူးအတွက်အချိန်ကြာကြီးမပေးလိုက်ရပါဘူး။ဒီလိုနဲ့သူဟာသူ့ရဲ့နောက်ထပ်လေရင်ခီးစဉ်ကိုစောင့်ဆိုင်းနေစဉ်အတွင်းမှာတော့ဂျောင်ဝူးဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတစ်ခုကိုလှမ်းမြင်လိုက်ရပြီးအဲ့ဒီမြင်ကွင်းကပြိုကွဲပျက်စီးသွားခဲ့တဲ့သူ့ရဲ့အိမ်တော်ရေးပြန်လည်ကူစားလို့မရတော့တဲ့သူ့ရဲ့အိမ်တွင်းရေးဘဝတို့နဲ့အလွန်ပင်ကွာခြားလွန်းနေခဲ့ပါတယ်။ဆိုးရွားခဲ့တဲ့အိမ်တော်ရေးအမတ်တရဟောင်းတွေကစိတ်ထဲမှာပြန်လည်ပေါ်ပေါက်လာပြီးသူ့ဇနီးကသူ့အလုပ်ပြုတ်သွားလို့ကွာရှင်းခွင့်တောင်းခဲ့တာမဟုတ်ပဲအလုပ်တွေအရန်အောင်မြင်နေချိန်မှာတခြားသူတွေရဲ့ပြစ်ပယ်ခြင်းကိုခံရတဲ့ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာကိုဂျောင်ဝူးတယောက်သိရှိနားလည်သွားစေဖို့အတွက်အချိန်ကိုက်တောင်းဆိုခဲ့တာဖြစ်ကြောင်းသတိရမိသွားပါတယ်။အောင်မြင်မှုအထုပ်ထိပ်ရောက်နေတဲ့အချိန်တုန်းကဂျောင်ဝူးဟာအတ္တကြီးမှုတွေနဲ့တင်အချိန်ကုန်ခဲ့တာပါ။သူဟာဘဲလေးကခြေတီတယောက်ဖြစ်ချင်ပါတယ်ဆိုတဲ့သူသားလေးစီဦးရဲ့အိမ်မက်ကိုလည်းဘယ်တော့မှမသိခဲ့သလိုသူ့ဇနီးကအစာအိမ်ကင်ဆာခွဲစိတ်မှုခံယူခဲ့ရတာကိုလည်းမသိရှိခဲ့ပါဘူး။ဒါရင်မကသေးပဲရောက်ခမဖြစ်သူရဲ့မွေးနေ့ကိုလည်းသူမမှတ်မိခဲ့ပါဘူး။ဂျောင်ဝူးဟာသူ့ရဲ့မွေးမိခင်အရင်ရဲ့အသက်ကိုယ်တောင်သိရလားဆိုပြီးသူ့ဇနီးကလုံးဝစိတ်ပြည့်ယုံကြည်မှုကင်းမဲ့နေခဲ့တာဖြစ်ပါတယ်။တကယ်တော့သူ့ဇနီးလိုချင်ခဲ့တာကဂရုစိုက်မှုနဲ့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးတစ်ခုပဲဖြစ်ပါတယ်။ဂျောင်ဝူးတယောက်အတိတ်ကိုတွေးပြီးတိတ်တဆိတ်ငင်းငိုင်နေစင်ပါပဲ။စူဂျီကသူ့နားကိုချဉ်ကပ်လာပါတယ်။စူဂျီကဂျောင်ဝူးရဲ့ဝမ်းထဲနေတဲ့မျက်နှာကိုမြင်တော့မကြခင်ကလေကြောင်းလောကထဲမှာပြန့်နှံ့သွားခဲ့တဲ့ဂျောင်မီကဟျွန်းအုပ်ကိုခွေးပေါက်လေးလို့ခေါ်လိုက်တယ်ဆိုတဲ့ကောလာဟာလာကြောင့်ရှက်နေတယ်လို့အထင်မှားသွားခဲ့တာပါ။အဲ့ဒါကြောင့်ဂျောင်ဝူးစိတ်သက်သာရာရသွားစေဖို့အတွက်စူဂျီကဈေးဝယ်ထွက်ဖို့နဲ့အပြင်မှာအတူတူလျှောက်လည်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။သူတို့အပြင်ထွက်ကြတဲ့အခါဂျောင်ဝူးနဲ့စူဂျီတို့ဟာအရသာရှိတဲ့အစားအစာတွေကိုအတူတူစားတောက်ကြပြီးနိုက်ကလပ်တစ်ခုကိုပါတွားရောက်ဆင်နွှဲခဲ့ကြပါတယ်။အဲ့ဒီပွဲရဲ့တစ်ချိန်မှာတော့ဂျောင်ဝူးဟာသူ့ရဲ့မိသားစုအကြောင်းကိုရင်းဖွင့်ပြောပြခဲ့ပါတယ်။မိခင်တဦးလည်းရှိတဲ့မိသားစုမှာအကြီးဆုံးတစ်ယောက်ဖြစ်တဲ့အတွက်မိခင်နဲ့ကြီးပြင်းလာတဲ့မောင်နှမတွေကိုထောက်ပံ့ပေးဖို့မိမိမှာတာဝန်ရှိတယ်လို့ခံစားရကြောင်းသူမကိုမျှဝေခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ပို့ပြီးရင်းနှီးလာကြတဲ့အခါမှာဂျောင်ဝူးဟာအမျိုးသားတစ်ယောက်ဖြစ်နေပေမဲ့လည်းစူဂျီပေါ်မှာအချစ်စိတ်တွေစတင်ဝင်ရောက်လာမိပါတော့တယ်။ဒါပေမဲ့စကတ်အောက်မှာရုပ်ဖြတ်ထားတာတွေကိုမြဲမြံအောင်ကတ်ထားတဲ့တိတ်အလိပ်စီကနေမမျော်လင့်ပဲထွက်ပေါ်လာတဲ့တီခတ်တဲ့အတန်ကြောင့်သူလန့်ဖြတ်သွားခဲ့ရပါတယ်။ဂျောင်ဝူးလည်းပြတလဲဖြစ်သွားပြီးတန်တရားမဝင်စေဖို့အတွက်ခြုံပုတ်ထဲကိုအမြန်ပြေးဝင်ပုံရှိုးလိုက်ရပါတယ်။အချိန်တွေကြာလာတာနဲ့အမျှဂျောင်ဝူးရဲ့စူဂျီပေါ်ထားတဲ့အချစ်စိတ်တွေကပိုပြီးတော့နှက်ဆိုင်လာခဲ့ပါတယ်။သူကစူးစမ်းကျင်စိတ်နဲ့စူဂျီရဲ့စံပြချစ်သူအမျိုးအစားကဘယ်လိုမျိုးလဲလို့မေးမြန်းခဲ့တာ။စူဂျီကလူလိမ်တွေကိုလုံးဝမုန်းတယ်လို့ပြတ်သားချက်ချင်းပြန်လဲဖြေကြားခဲ့ပါတယ်။သူမရဲ့စကားလုံးတွေကြောင့်ဂျောင်ဝူးဟာနောက်တစ်ကြိမ်
ဟာဝိုင်အီကိုတွားမဲ့လေရင်ခီးစဉ်ပြန်တန်းပြီးတာနဲ့စူဂျီကိုအမှန်တရားအလုံးဖွင့်ဝင်ခံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဟာဝိုင်အီကိုပြန်တန်းတဲ့ခီးစဉ်အတွင်းမှာတော့ဂျောင်မီအသွင်နဲ့ဂျောင်ဝူးဟာကပတိန်ဟွန်းအုပ်နဲ့နောက်တစ်ကြိမ်တွဲဖက်ပြန်တန်းခဲ့ရပြန်ပါတယ်။ဒီတစ်ကြိမ်မှာတော့ဟွန်းအုပ်ကဂျောင်ဝူးပေါ်ထားတဲ့သူ့ရဲ့အချစ်စိတ်တွေကိုရဲရဲဝံ့ဝံ့ကြီးဖွင့်ဝင်ခံလာပြီးဂျောင်မီကသူ့ရဲ့ဖုန်းနံပါတ်ကိုဘလော့ထားခဲ့ပေမဲ့လည်းစိတ်ထဲကနေလုံးဝထုတ်ပြလို့မရပဲဖြစ်နေကြောင်းဖွင့်ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာသူကဂျောင်ဝူးကိုပဲသူ့ကိုအရင်လာပြီးမြူဆွဲတာဖြစ်တယ်လို့ဆွဆွဲပါတော့တယ်။အင်တာဗျူးလုံးကစကတ်ဝတ်ထားလျက်နဲ့ပေါင်တွေကိုဖော်ပြခဲ့တာမျိုးတွေရေတောက်နေရင်နဲ့လှမ်းကြည့်ခဲ့တဲ့အကြည့်တွေကိုထောက်ပြပြီးပြောဆိုခဲ့တာပါ။ဟွန်းအုပ်တယောက်ရင်ဖွင့်ဝင်ခံလို့မဆုံးသေးခင်မှာပဲသူတို့မောင်းနေတဲ့လေရင်ဟာပြင်းထန်တဲ့မုန်တိုင်းလယ်မှာစပိုင်းဆိုင်ရာချို့ယွင်းမှုကြီးနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်။လေရင်အင်ဂျင်တွေပျက်စီးယိုယွင်းလာတာနဲ့အမျှလေရင်မှုနှစ်ယောက်စလုံးဟာဘာပဲပေးဆက်ရခရီးသည်တွေရဲ့အသက်ကိုကယ်တင်ရမယ့်အရေးကြီးဆုံးတာဝန်ကြီးနဲ့ထိတ်တိုက်တွေ့လာရပါပြီ။အခြေအနေတွေကတဖြည်းဖြည်းတေးရရှင်ရေးတင်းမာလာတဲ့အခါမှာဟွန်းအုပ်ဟာဘေးကကြောင်မီကအမျိုးသမီးတစ်ယောက်အဖြစ်ရုပ်ဖြတ်ထားတဲ့စီနီယာကြောင်ဦးဖြစ်နေမှမသိပဲသူမကိုစိတ်အေးထားဖို့ဖြောင်းဖြနေခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဟွန်းအုပ်ကိုယ်တိုင်လည်းတုံလုံးချောက်ချနေခဲ့တာပါ။ဒီအချိန်မှာတော့ဂျောင်ဝူးကလေရင်ကိုသူ့ကိုပဲထိန်းချုပ်မောင်းနှင်ခွင့်ပေးဖို့ဟွန်းအုပ်ကိုတောင်းဆိုခဲ့ပေမဲ့ဟွန်းအုပ်ကလုံးဝညှင်းဆန်ခဲ့ပါတယ်။လေရင်ကြီးကအရှိန်ဟုန်နဲ့အောက်ကိုတရိပ်ရိပ်ထိုးဆင်းနေတဲ့အချိန်မှာတော့ညှင်းဆန်နေတော့မှာပဲစိတ်ပြတ်ဒေါသထွက်သွားတဲ့ဂျောင်ဝူးဟာစိတ်မထိန်နိုင်တော့ပဲသူ့ရဲ့တကယ်အမျိုးသားအတန်အစစ်အမှန်ကြီးနဲ့အော်ဟစ်ပြောဆိုလိုက်မိပါတော့တယ်။အဲ့ဒီအချိန်ကြမှာပဲဟွန်းအုပ်ဟာမိမိရင်ခုန်ဆွဲလန်းနေရတဲ့အမျိုးသမီးဟာတကယ်တော့သူ့ရဲ့စံပြစီနီယာကြီးဂျောင်ဝူးဖြစ်နေတဲ့ဆိုတဲ့အမှန်တရားကိုကောင်းကောင်းကြီးသိရှိသွားပါတော့တယ်။ဇလန်းကတော့ဂျောင်ဝူးတယောက်ဆေးရုံကတင်ပေါ်မှာနိုးလာတဲ့အခန်းစီကိုအမြန်ကျော်ဖြတ်ပြသသွားပါတယ်။ဆရာဝန်ကသူ့ကိုစစ်ဆေးဖို့အနားကိုချင်းကပ်လာတဲ့အချိန်မှာပဲဂျောင်ဝူးဟာကတင်ပေါ်ကနေချက်ချင်းထပြီးထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့သူအပြင်ဘက်ကိုခြေချလိုက်တာနဲ့တပြိုင်နက်သတင်းထောက်အုပ်စုကြီးကသူ့ကိုဝိုင်းအောင်မေးမြန်းကြပြီးသူရဲကောင်းတယောက်ဖြစ်ဝိုင်းဝန်းချီးမွမ်းကြပါတော့တယ်။အကြောင်းကတော့ဟွန်းအုပ်ဟာကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်စရာဖြစ်ရကြောင်းစိတ်တန်ရာရပြီးယာယီမှတ်ဉဏ်ပျောက်ဆုံးမှုတွေဖြစ်ပွားနေတာမို့လို့လေရင်ကိုဘေးကင်းအောင်မောင်းနှင်ခဲ့တဲ့ကပတိန်နေရာခရက်ဒစ်ကဂျောင်ဝူးစီကိုရောက်ရှိသွားခဲ့တာပါ။ဒါတင်မကသေးပါဘူး။အမျိုးသမီးလေရင်မှုတယောက်ရဲ့စွန်းစွမ်းတမန်ခီးသည်တွေကိုကယ်တင်ခဲ့တဲ့သူရဲကောင်းဆန်တဲ့သတင်းကြီးဟာကိုရီးယားတနိုင်ငံလုံးမှာပြန့်နှံ့သွားခဲ့ပြီးဂျောင်မီအသွင်နဲ့ဂျောင်ဝူးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဟိုးကျော်ရေပန်းစားသွားခဲ့ပါတော့တယ်။ကြော်ကြားမှုတွေကဂျောင်မီဆိုတဲ့အမည်နာမအောက်မှာဂျောင်ဝူးစီကိုလင်းလင်းမြန်မြန်ကြီးပြန်လည်ရောက်ရှိလာပါတယ်။သူဟာနာမည်ကြီးမဂဇင်းများစွာမှာပါဝင်ဖော်ပြခံရပြီးကြော်ညာအလုပ်တွေကိုပါလက်ခံရိုက်ကူးခဲ့ရပါတယ်။တိတ်မကြခင်မှာပဲသူ့ရဲ့ဘဝဟာအရင်တုန်းကလိုတောက်ပမှုတွေကိုပြန်လည်ပိုင်ဆိုင်ခွင့်ရခဲ့ပေမဲ့အခုတစ်ချိန်မှာတော့ဂျောင်မီဆိုတဲ့ရုပ်ဖြတ်မှုအောက်မှာဖြစ်နေတာပါ။သူမရဲ့မျက်နှာဟာလေချောင်းလိုင်းရဲ့ပြရုပ်အသစ်တစ်ခုဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ဟန်အဲလိုင်းရဲ့ CEO မန်ဟုံးကဂျောင်ဝူးနဲ့စူဂျီတို့ကိုညစာတူစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီပွဲမှာမန်ဟုံးကမိမိတို့ကုမ္ပဏီမှာကြီးမားတဲ့အောင်မြင်မှုတွေကိုစွမ်းဆောင်နိုင်ခဲ့တဲ့ထူးချွန်ထက်မြက်တဲ့အမျိုးသမီးလေရင်မှုနှစ်ယောက်တောင်ရှိနေပြီဖြစ်ကြောင်းဂုဏ်ယူဝင့်ကြွားစွာပြောဆိုခဲ့ပါတယ်။တယောက်ကခရီးသည်တွေရဲ့အသက်ကိုကယ်တင်ခဲ့ပြီးနောက်တစ်ယောက်ကတော့အမျိုးသမီးအလုပ်သမားတွေရဲ့ရပိုင်ခွင့်ကိုကာကွယ်တိုက်ပွဲဝင်ပေးခဲ့တယ်လို့ပြောခဲ့တာပါ။ဒါပေမဲ့ဂျောင်ဝူးကအမျိုးသမီးအလုပ်သမားတွေကိုကယ်တင်ပေးခဲ့တယ်ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာအလွန်ဝေခွဲမရမှင်တက်သွားခဲ့ပါတယ်။အဲ့ဒီအခါကျမှမန်ဟုံးကအမှန်တရားကိုဖွင့်ချလိုက်ပါတယ်။အတိတ်တုန်းကဂျောင်ဝူးတယောက်လေရင်မဲတွေအပေါ်မသိမတော်မှတ်ချက်စကားတွေပြောဆိုပြီးသတင်းဆိုးဖြစ်ခဲ့တဲ့ကိစ္စဟာအဲ့ဒီပွဲမှာရှိနေခဲ့တဲ့စူဂျီကတိတ်တဆိတ်အတန်သွင်းထားခဲ့ပြီးနောက်ပိုင်းမှာအွန်လိုင်းပေါ်ကိုချပြလိုက်တာဖြစ်ကြောင်းပေါ်ပေါက်သွားပါတော့တယ်။စူဂျီကတော့သူမအနေနဲ့ဒီလျှို့ဝှက်ချက်ကိုထာဝရမြေမြုပ်ပိတ်ပစ်ထားခြင်းခဲ့တာမို့လို့ CEO ကလူပုံအလဲမှာထုတ်ဖော်ပြောဆိုလိုက်တဲ့အပေါ်တိတိတတ်တာကိုစိတ်ပြတ်မကြည်မနှက်ဖြစ်သွားခဲ့ပါတယ်။အိမ်ပြန်လမ်းမှာစူဂျီကဂျောင်ဝူးကို CEO ကိုရာနှုန်းပြည့်လုံးဝမယုံကြည်ဖို့တတိပေးပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဂျောင်ဝူးကတော့အကြီးအကျယ်တစ္ဆာဖောက်ခံလိုက်ရပြီလို့ခံစားလိုက်ရပါတယ်။သူကစူဂျီကိုရင်ဆိုင်ပြီးဒီသတင်းဆိုးကြီးကြောင့်ဒုက္ခရောက်သွားရတဲ့အဲ့ဒီလေရင်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုမင်းတစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ်ထည့်သွင်းပေးခဲ့ဘူးရဲ့လားလို့ဒေါသတကြီးမေးမြန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျောင်ဝူးဟာအဲ့ဒီအရှုပ်တော်ပုံရဲ့အကျိုးဆက်ကြောင့်သူဟာအိမ်အောင်ရေးလဲပြိုကွဲခဲ့ရတယ်လို့သားသမီးအုပ်ထိန်ခွင့်လဲဆုံးရှုံးခဲ့ရပြီးသူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းခွင်တစ်ခုလုံးလဲပျက်စီးခဲ့ရနိုင်တယ်ဆိုတဲ့အကြောင်းကိုစိတ်ပြအာရုံမှုတွေအပြည့်နဲ့စူဂျီကိုပြောလိုက်ပါတော့တယ်။ဂျောင်ဝူးဟာဂျောင်မီအတွင်နဲ့ပဲစူဂျီကိုနှုတ်ဆက်လျက်သားထားရစ်ခဲ့ပြီးလှည့်ထွက်လာခဲ့ပါတော့တယ်။အဲ့ဒီနောက်အတော်ကြာတဲ့အခါမှာတော့ဂျောင်ဝူးဟာလေရင်မောင်းနှင်ခြင်းအလုပ်ကနေခွင့်ရယူထားစဉ်အတွင်းသူ့ရဲ့သားလေးစီဦးနဲ့အတူတူပျော်ရွှင်စရာအချိန်လေးတွေကိုကုံဆုံးနေတာကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့အေဂျင့်လာတဲ့နေ့ရက်လေးဟာစူဂျီစီကလာတဲ့စာတစ်စောင်ကြောင့်ပျက်စီးသွားခဲ့ရပါတယ်။စူဂျီကသူ့အိမ်ကိုအလဲလာခြင်းတယ်လို့အကြောင်းကြားလာတာပါ။လက်ဖြတ်သွားတဲ့ဂျောင်ဝူးဟာအိမ်ကိုအပြေးလွှားပြန်ပြီးစူဂျီမရောက်ခင်အချိန်မီပဲဂျောင်မီအတွင်ကိုအမြန်ဆုံးလဲလှယ်လိုက်ရပါတယ်။စူဂျီရောက်လာတဲ့အခါမှာတော့ပြီးခဲ့တဲ့တစ်ခေါက်စကားပြောပြီးကလေးကဂျောင်မီတယောက်သူမအပေါ်စိတ်ဆိုးသွားတယ်လို့ခံစားရတာကြောင့်အခုလိုလာတွေ့တာဖြစ်ကြောင်းရှင်းပြပါတယ်။အဲ့ဒီအချိန်မှာပဲမမျှော်လင့်ပဲဂျောင်ဝူးရဲ့မိခင်ဖြစ်သူရောက်ရှိလာတာကြောင့်အခြေအနေကပိုပြီးတော့ထိတ်လန့်စရာဖြစ်သွားပါတော့တယ်
ကျောင်းဦးကသူ့ရဲ့လူလိမ်ဘဝပေါ်သွားမှာကိုအလွန်စိုးရိမ်နေခဲ့ပေမဲ့သူ့အမေကတော့ရှေ့မှာရှိနေတာမိမိရဲ့သားအရင်ကြီးရုပ်ဖြတ်ထားတာမှန်လုံးဝမသိပဲနာမည်ကြီးလေရင်မှုကျောင်းမီနဲ့ဓပုံတပုံအတူတွဲရိုက်ဖို့ပဲတောင်းဆိုနေခဲ့ပါတယ်။ကျောင်းမီလိုနာမည်ကြီးတယောက်သူတို့ရက်ွက်ထဲမှာလာနေထိုင်တာကိုသိရလို့သူ့အမေကအယမ်းကိုစိတ်လှုပ်ရှားဝမ်းသာနေခဲ့တာပါ။ကံကောင်းချင်တော့ကျောင်းမီရဲ့တကယ်ပိုင်ရှင်ဖြစ်တဲ့ကျောင်းဦးရဲ့ညီမကျောင်းဤကကြားထဲကနေဝင်ရောက်ဖြန့်ဖြေပေးခဲ့ပြီးဒီလေရင်မှုကအမေခီးသွားနေတဲ့အချိန်မှာသူတို့အိမ်မှာအခန်းငှားနေတာဖြစ်ကြောင်းလိမ္မာပါးနတ်စွာရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ကျောင်းဦးရဲ့အမေကသူမရဲ့သားဖြစ်သူကိုဖုံးဆက်ခေါ်ဖို့စွတ်တင်းလုပ်နေတာကြောင့်အခြေအနေကပိုပြီးတော့ရှုပ်ထွေးသွားပြန်ပါတယ်။ကန်ဆိုးချင်တော့ကျောင်းဦးရဲ့အိတ်ကက်ထဲကဖုံးကအတန်မြည်လာပါတော့တယ်။ကျောင်းဦးလည်းပြပြတလဲနဲ့ဖုံးကိုအမြန်ပိတ်လိုက်ပြီးဒါဟာအယောင်ဆောင်ငွေညစ်တဲ့ဖုံးခေါ်ဆိုမှုတစ်ခုပါလို့အကြောင်းပြပြီးဟန်ဆောင်လိုက်ရပါတယ်။နောက်နေ့မှာပဲသူ့အမေကအကြီးအကျယ်မွေးနေ့ပါတီပွဲတစ်ခုပြုလုပ်ခဲ့ပြီးစူဂျီနဲ့နာမည်ကြီးလေရင်မှုကျောင်းမီတို့ကိုပါဖိတ်ကြားခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ကျောင်းဦးဟာသူ့ရဲ့မွေးမိခင်အရင်ရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့အတွက်အမျိုးသမီးဝတ်စုံကိုဝတ်ဆင်ပြီးကျောင်းမီအတွင်းနဲ့တွားရောက်ခဲ့ရပါတော့တယ်။ပါတီပွဲတစ်လျှောက်လုံးမှာသူ့အမေကတားဖြစ်သူကျောင်းဦးရောက်လာမဲ့အချိန်ကိုမမိတ်မတုံစောင့်မျှော်နေခဲ့ပါတယ်။ဒါကြောင့်ကျောင်းဦးဟာကျောင်းမီအတွင်းနဲ့မိမိကိုယ်တိုင်အတွင်းကိုရရှိထားတဲ့အချိန်တိုလေးတွင်အဝတ်အစားတွေအပြေးလွှားအခါခါလဲလှည့်ပြီးလူပြောင်းနေခဲ့ရပါတယ်။ဒါပေမဲ့တစ်ချက်မှာတော့သူ့ရဲ့ပတ်စံအိတ်ကျသွားပြီးဂျောင်မီရဲ့မှတ်ပုံတင်ကပ်ပြားပေါ်ထွက်သွားတာကြောင့်အခြေအနေတွေအကြီးအကျယ်ရှုပ်ထွေးကုန်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲစူဂျီကအဲ့ဒီမှတ်ပုံတင်ကိုမြင်သွားခဲ့ပြီးတန်တရားတွေတာမရစီးမရတိုးပွားလာခဲ့ပါတယ်။တစ်ဖက်မှာလည်းလေကြောင်းလိုင်းမှာတော့ဂျောင်ဦးရဲ့သတင်းဆိုးဗီဒီယိုကိုအွန်လိုင်းပေါ်ချပြခဲ့သူဟာစူဂျီဖြစ်တယ်ဆိုတာပေါ်သွားပြီးတဲ့နောက်မှာစူဂျီတယောက်အလုတ်ထွက်စာတင်လိုက်ပြီးဆိုတဲ့ကောလာဟာလာတွေပြန့်နှံ့နေခဲ့ပါတယ်။ဒါကိုတိလိုက်ရတဲ့ဂျောင်ဦးဟာသူမကိုအလုတ်ကမထွက်ဖို့တားဆီးဖို့ကြိုးစားခဲ့ပေမဲ့စူဂျီကတော့ဘာမှပြန်မပြောဘဲနှုတ်ဆက်နေခဲ့ပါတယ်။အဲ့ဒီနောက်စူဂျီကဂျောင်ဦးကိုဟာဝိုင်အီခီးစဉ်အပြီးမှာပြောစရာရှိတယ်လို့ကတိပေးထားခဲ့တဲ့ကိစ္စကိုရည်ညွှန်းပြီးမင်းငါကိုပြောစရာစကားမရှိတော့ဘူးလားလို့မေးခဲ့ပါတယ်။ကျောင်းဦးကတော့ကျောင်းမီအတွင်းနဲ့ပဲပြောစရာမရှိပါဘူးလို့ညှင်းဆိုခဲ့ပါတယ်။စူဂျီလည်းအလွန်စိတ်ပြတ်သွားပြီးမျိုးသားသူတွေကိုသူမလုံးဝမုန်းတီးတယ်ဆိုတဲ့အကြောင်းကိုထပ်လောင်းပြောဆိုကထွက်ခွာသွားပါတော့တယ်။အခြားတစ်ဖက်မှာတော့ CEO မန်ဟုံးဟာကျောင်းမီဟာလေကြောင်းလိုင်းရဲ့ပြရုပ်ဖြစ်လာပြီးနောက်ပိုင်းသုံးဆွဲသူအများပြည်သူတွေရဲ့စိတ်ဝင်စားမှုတွေတဟုန်ထိုးမြင့်တက်လာတဲ့အကြောင်းကိုအစည်းအဝေးတစ်ခုမှာဆွေးနွေးနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲကျောင်းဦးကမန်ဟုံးကိုတွားရောက်ရင်ဆိုင်ပြီးစူဂျီရဲ့အလုတ်ထွက်စာကိုညှင်းပယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မန်ဟုံးကညှင်းဆန်ခဲ့ပြီးအခုချိန်မှာပြိုင်ဘက်လေကြောင်းလိုင်းတွေကဟာဝိုင်အီခီးစဉ်ကိုကယ်တင်ခဲ့တဲ့နာမည်ကြီးမျိုးသမီးလေယာဉ်မှုဟာတကယ်တော့ယောက်ျားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ဖော်ထုတ်ချက်သတင်းတွေကိုထုတ်ပြန်နေကြပြီဖြစ်ကြောင်းဖွင့်ချလိုက်ပါတယ်။ဟာဝိုင်အီခီးစဉ်တုန်းကအရေးပေါ်အခြေအနေအတွင်းဂျောင်မီရဲ့ယောက်ျားအတန်ကြီးထွက်ပေါ်သွားခဲ့တာကိုအတန်ဖမ်းမိထားတဲ့လှုပ်ဝက်အတန်ဖိုင်ပြန့်နှံ့သွားခဲ့တာကြောင့်မန်ဟုံးအနေနဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရတော့မှာပါတကယ်တော့မန်ဟုံးဟာကျောင်းဦးနဲ့ကျောင်းမီဟာတူးလေးပဲဖြစ်တယ်ဆိုတာကိုအစကတည်းကတီးထားခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။ကျောင်းဦးဟာသူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုံးနဲ့ဝင်ငွေကိုကယ်တင်ဖို့အတွက်အခုလိုရုပ်ဖြတ်ခဲ့ရတာကိုသူမနားလည်ပေးခဲ့တာပါ။ဒါပေမဲ့လေကြောင်းလိုင်းအနေနဲ့နောက်ထပ်သတင်းဆိုးတစ်ခုကိုထပ်ပြီးရင်မဆိုင်နိုင်တော့တယ်လို့ကျောင်းမီဆိုတဲ့အမတ်တင်ညာဟာလည်းသူတို့ကုမ္ပဏီရဲ့အမတ်တစိမ့်မှာခွဲထုတ်လို့မရအောင်အရေးပါနေခဲ့ပါပြီ။အဲဒါကြောင့်မန်ဟုံးဟာလေကြောင်းလိုင်းကိုရောကျောင်းဦးရဲ့လျှို့ဝှက်ချက်ကိုပါကာကွယ်ဖို့အတွက်အပြစ်အလုံးကိုစူဂျီအပေါ်ကိုပဲလွှဲချဖို့စိတ်မပါတော့လဲဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ထို့နောက်မန်ဟုံးကကျောင်းဦးကိုနောက်ထပ်တစ်နှစ်လောက်ကျောင်းမီအသွင်နဲ့ဆက်ပြီးအလုပ်လုပ်ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီတစ်နှစ်ပြည့်ရင်တော့အမျိုးသမီးအသွင်ရုပ်ဖြတ်เสียရမလို့ပဲဂျောင်ဦးကိုလေရင်မှုအဖြစ်မူလရာထူးပြန်ခံပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ဂျောင်ဦးကတော့မိမိရဲ့ကိုကြိုးအတွက်နဲ့မိမိရဲ့တငယ်ချင်းကိုအနစ်နာမခံနိုင်တော့ပါဘူး။သူဟာအတိတ်တုန်းကလိုအတ္တကြီးတဲ့လူတစ်ယောက်အဖြစ်ဆက်ပြီးမရှင်တန်ကျင်တော့ပါဘူး။တိတ်မကြခင်မှာပဲမန်ဟုံးတီထောင်လိုက်တဲ့လေကြောင်းလိုင်းအသစ်ရဲ့ဖွင့်ပွဲအခမ်းအနားမှာဂျောင်ဦးဟာဂျောင်မီအတွင်နဲ့အသစ်ခန့်အပ်ခြင်းခံရတဲ့စီနီယာလေရင်မှုကြီးတစ်ယောက်အနေနဲ့မိန့်ခွန်းပြောကြားဖို့စင်မြင့်ထက်ကိုဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။မိမောင်းထုတ်ပြထားတဲ့စင်မြင့်ထက်မှာရက်နေရင်နဲ့ဂျောင်ဦးဟာလူတိုင်းကိုတုံလုံးချောက်ချသွားစေမဲ့အမှန်တရားတစ်ခုကိုဖွင့်ဝန်ခံလိုက်ပါတော့တယ်။သူဟာအလိမ်ညာတွေနဲ့ရှင်တန်နေခဲ့တာဖြစ်ပြီးနာမည်ကြီးလေရင်မှုဂျောင်မီဆိုတာတကယ်တော့အတိတ်တုန်းကသတင်းဆိုးတစ်ခုကြောင့်အလုတ်ပြုတ်သွားခဲ့တဲ့ဂျောင်ဦးဆိုတဲ့အမျိုးသားလေရင်မှုတစ်ယောက်ဖြစ်ကြောင်းအားလုံးကိုဖွင့်ပြောလိုက်ပါတယ်။အလုတ်အလွန်လိုချင်စောနဲ့အမျိုးသမီးလေရင်မှုတစ်ယောက်အဖြစ်ရုပ်ဖြတ်ခဲ့ရတာဖြစ်ကြောင်းဝန်ခံခဲ့တာပါ။ဂျောင်ဦးဟာအဲ့ဒီပွဲကိုတက်ရောက်လာကြတဲ့လေရင်မယ်တွေကိုလည်းသူပြောခဲ့မိတဲ့နာကျင်စရာစကားလုံးတွေအတွက်စိတ်ရင်းအမှန်နဲ့တောင်းပန်ခဲ့ပြီးအဲ့ဒီတုန်းကမိမိရဲ့မှတ်ချက်စကားတွေကတခြားသူတွေကိုဘလောက်တောင်နာကျင်စေခဲ့တယ်လဲဆိုတာကိုအခုမှသိနာလည်ခဲ့ရကြောင်းဝန်ခံခဲ့ပါတယ်။ပွဲတက်လာသူတွေနဲ့သတင်းထောက်တော်တော်များများကတော့ဂျောင်ဦးဟာဝစ်ဆန်ပင်တူးနဲ့အမျိုးသမီးဝစ်စုံကြီးဝတ်ထားစဲမှုလို့သူ့ရဲ့စကားကိုမယုံတင်တာဖြစ်နေခဲ့ကြပါတယ်။မိမိပြောတာအမှန်တရားဖြစ်ကြောင်းတက်တည်ပြဖို့အတွက်ဂျောင်ဦးဟာသူ့ရဲ့စပင်တူးနဲ့ရင်သားအတူတွေကိုချွတ်ပစ်လိုက်ပြီးသူ့ရဲ့ကြွက်သားအမြောင်မြောင်နဲ့ယောက်ျားပိသားတဲ့ခန္ဓာကိုယ်အစစ်အမှန်ကိုထုတ်ဖော်ပြတာကသူဟာယောက်ျားတစ်ယောက်ဖြစ်ကြောင်းတက်တည်ပြလိုက်ပါတော့တယ်။အဲ့ဒီနောက်သူဟာစူကြီးကိုလည်းလိန်ညာခဲ့မိသမျှအတွက်ဘလောက်တောင်နောင်တရမိကြောင်းကိုဖွင့်ဟတောင်းပန်ခဲ့ပါတယ်။ပွဲပြီးမှာတော့ဂျောင်ဦးဟာစူကြီးကိုလူကိုယ်တိုင်အကျိုးအကြောင်းပြောပြီးတောင်းပန်ဖို့အတွက်ချက်ချင်းပဲလိုက်လံရှာဖွေပါတော့တယ်။ဧကမ်းမဆောင်ထဲမှာဂျောင်ဦးဟာစူဂျီနဲ့ဆုံတွေ့ခဲ့ပြီးစူဂျီကသူ့ကိုပါဆက်ပိတ်အောင်ပါးနှစ်ဖက်လုံးကိုဖျက်ရိုက်လိုက်ပါတော့တယ်။ဒီဖြစ်ရပ်တွေရဲ့နောက်ဆက်တွဲအနေနဲ့
ဂျောင်ဝူဟာဒီလိုအရှုပ်တော်ပုံကြီးကြောင့်မီဒီယာတွေရဲ့အာရုံစိုက်မှုကိုအကြီးအကျယ်ခံရပြီးနာမည်ပြက်သတင်းဆိုးကြီးနဲ့ကြော်ကြားသွားခဲ့ပါတယ်။သူ့ရဲ့လေယာဉ်မှုလိုင်စင်လည်းရုပ်သိမ်းခြင်းခံလိုက်ရပါတယ်။ဒါပေမဲ့ပြည်သူလူထုကတော့ဝေဖန်စရာပြုမှုတွေရှိခဲ့ပေမဲ့လည်းသူဟာအဆင်ပြေပြေရှင်သန်နေသေးပဲဆိုတာကိုသတိပြုမိကြပါတယ်။လူအများစုကတော့ဟာဝိုင်အီခီးစဉ်တုန်းကလူပေါင်းရာချီရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ဂျောင်ဝူရဲ့စွမ်းဆောင်ချက်ကိုအတိအမှတ်ပြုချီးကျူးခဲ့ကြပါတယ်။သူတို့နှစ်ယောက်ရဲ့ဘဝလမ်းကြောင်းတွေကထပ်တူကြဖို့ခဲရင်သွားခဲ့ပေမဲ့လည်းဂျောင်ဝူနဲ့စူဂျီတို့ဟာတခါတရံမှာမတော်တဆဆုံတွေ့ခဲ့ကြပြီးခဏတာဆိုတော့လဲအတိတ်ပဲအပြည့်ရှိတဲ့အကြည့်ချင်းဖလှယ်လေးရှိကြပါတယ်။ဂျောင်ဝူကတော့လေရင်မောင်းတင်တန်းကျောင်းတစ်ခုဖြစ်တဲ့ Airbag Academy မှာနီးပြဆရာတဦးအဖြစ်လုပ်ကိုင်ရင်းဘဝရဲ့စာမျက်နှာတစ်ခုကိုရှောက်လန်းနေခဲ့ပါတယ်။လေရင်မှုတစ်ယောက်အနေနဲ့သူ့ရဲ့တက်တန်းကုံဆုံးသွားခဲ့ပြီဖြစ်တော့လေ။ဂျောင်ဝူကတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်အကောင်းဆုံးပြန်တန်းမောင်းနေရမယ်ဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်ဆောင်ဖို့အတိုင်းဘဝကိုဆက်လက်ရှင်သန်နေခဲ့ပါတော့တယ်။ဇလန်းရဲ့ပေးခြင်းတဲ့သင်ခန်းစာကတော့ရုပ်ဖြတ်ပြီးအယောင်ဆောင်တာကတင့်ကိုအလုပ်တစ်ခုရရှိစေနိုင်ပေမဲ့ပါနှစ်ချက်အရိုက်ခံရတာမျိုးလည်းကြုံရနိုင်ပါတယ်။ပြီးတော့မယိုးသားမှုတွေကြောင့်ဖြစ်လာမဲ့တိတ်အလိပ်ဘေးဒုက္ခတွေနဲ့ကတိကအောက်ဖွင့်ဝင်ခံရမှုတွေကနေတင့်ကိုကယ်တင်ပေးနိုင်တာကတော့ယိုးသားမှုတစ်ခုလေးသာဖြစ်ကြောင်းသတိရလိုက်ပါနော်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။နောက်ထပ်ဘယ်ဇာတ်ကားကို recap လုပ်ပေးစေချင်လဲဆိုတာ comment မှာရေးခဲ့ပေးပါဦးနော်။